Hello အားလုံးပဲမင်္ဂလာပါဒါကတော့ iPhone 11 Pro Max ပဲဖြစ်တယ်เนาะဒီကောင်က charging air ဗျ ampere လုံးဝမဆွဲဘူးအားမဝင်တဲ့အလုံးလေးပေါ့เนาะကဲကျွန်တော်တို့အတူတူစတင်ကြရအောင်တချို့နေရာတွေကြတော့မထည့်တော့ဘူးပေါ့เนาะဘာဖြစ်လို့ဆိုဗီဒီယိုတအားရှည်တော့မှမလို့တူတူနဲ့လုံရင်းကိုပဲကျွန်တော်ဖြည့်ဆွတ်ထားပေးပါတယ်အားလုံးပဲကြည့်ရှုပေးကြပါကဲဒါကတော့ကျွန်တော်တို့ပုံနှစ်ချမ်းခွာတာပဲဖြစ်တယ်เนาะဒါတော့ကျွန်တော်တို့ heater နဲ့အပူစပေးနေတာပဲဖြစ်တယ်ကျွန်တော်တို့စာကရာလေးနဲ့တိုးကြည့်မယ်เนาะအရေးပြောပြီးလားလောက်သွားပြီးလားပေါ့เนาะကဲလောက်သွားပြီဆိုတော့ကျွန်တော်ပုံနှစ်ချောင်းခွာမယ်ဒါတော့ခွာပြီးသွားတဲ့အနေထားလေးပဲဖြစ်တယ်เนาะကဲကျွန်တော်တို့ charger IC ကိုဖြုတ်သွားဖြစ်တယ်ဒါတော့ heat gun နဲ့အပူပေးမှာစာကရာလေးနဲ့ကတော်လိုက်တာပေါ့เนาะဒီပြောပြီးလို့ထင်ရင်ကျွန်တော်တို့နည်းနည်းလေးမှားလိုက်မယ်ဒါဆိုရင် IC လေးကပြုတ်သွားပြီးဖြစ်တယ်เนาะ IC ခေါ်တဲ့ဗီဒီယိုတွေတော့မတင်သေးတော့ဘူးเนาะဘာဖြစ်လို့ဆိုတော့ရှူသွားမှာမလို့ဒါတော့ကျွန်တော်တို့ခေရှင်းနေရဖြစ်တယ်เนาะဒီပုံပေါ် IC ကပ်မဲ့အတွက်ခေရှင်းနဲ့တန်းရှင်းပါညာလုပ်တယ်โอเคဒါတော့ကျွန်တော်တို့ခေပေါ်ပြီးသား IC ကိုကျွန်တော်တို့ပုံပေါ်မှာပဲကပ်မှာဖြစ်တယ်ကျွန်တော်တို့ကလိုက်ကြအောင်ချိန်ရချိန်ဒီကဲတဲ့အပူလေးပြေးလို့เนาะကျွန်တော်တို့ကင်မရာချပြီးတော့ဆိုရင်အားလုံးကဲတဲ့အပူပြေးနေတာပဲဖြစ်တယ်ကင်မရာရဲ့လက်စတာတိတ်ကောင်းနေဖြစ်တယ်ဟုတ်တော့ဒီလိုမျိုးဟုတ်ကဲ့အောင်ဆုံးမလာပြီဒါတော့လည်းစီရောပြီးတက်ပြီးတော့ဒါတော့ကျွန်တော်စမ်းတာပဲဖြစ်တယ်เนาะ 5 ပုတ်ကို 1.9 ampere ဆွဲနေနော် ampere ဆွဲနေတယ်တော့အစီအမီဝိုင်းเนาะဒီဖုန်းကလာတော့က ampere လုံးဝမဆွဲတဲ့ဖုန်းပဲဖြစ်တယ်အားလုံးပဲကြည့်ရှုတင်ပါတယ်ဖုန်းပြင်ဖို့ဆိုရင်ကျွန်တော်ဆက်သွယ်လို့ရပါတယ်ဗျာကဲဒါတော့ပြင်ပြီးသွားတဲ့အနေအထားလေးပေါ့เนาะ